vape အကြောင်းကိုသိမ့်ကလေးနဲ့ပြောဆိုလိုပေမဲ့ဘလို့စကားဆရမလဲမသိဖြစ်နေပါသလားသိမ့်ကလေး vape မတောက်ဘူးဆိုရင်တော့မှ vape အကြောင်းကြိုပြီးပြောဆိုဆွေးနွေးထားတာဟာနောက်တစ်ချိန်အတွက်အထောက်အကူဖြစ်စေပါတယ်ဆိုတော့ဘလို့စကားစာကြမလဲအရင်ဆုံးကလေးရောတဲ့မှာစိတ်လက်တတောင့်တတာဖြစ်နေခြင်းစကားပြောလို့အဆင်ပြေမဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးကိုရွေးပါပြီးတော့စကားအစဖွင့်တဲ့အခါပွင့်ပွင့်လင်းလင်းဖြေလို့ရမယ်မေးခွန်းမျိုးကိုလမ်းကြောင်းပေးမိပါဥပမာ vape တောက်တာကိုဘယ်လိုထင်လဲ vape မှာပါတဲ့ဓာတုပစ္စည်းတွေအကြောင်းဘာတွေသိလဲဆိုတဲ့မေးခွန်းမျိုးတွေကိုမိပါသိမ့်ကလေးဖြေဆိုပြောတာမှန်သမျှကိုနားထောင်ပေးပါစိတ်အေးထားပြီးညင်ညင်သက်သာပြန်ပြောပါသူ့ကိုတမ်းပြီးဝေဖန်မယ်ဒါမှမဟုတ်စိတ်ဆိုးမှန်ဆိုးပြောမယ်ဆိုရင်နောက်ကျမိဘနဲ့ပွန့်ပွန့်လင်းလင်းမတိုင်ပင်မပြောဆိုတော့တာမျိုးဖြစ်တတ်ပါတယ်ကလေးကိုကြောက်အောင်မချောက်ပဲ vape အကြောင်းမိမိသိသမျှကိုပြောပြနိုင်ပါတယ် vape တောက်တာဟာအလွန်ဆွဲလန်းသွားစေနိုင်တယ်အရန်အန်ဒီရရှိတယ်ပြီးတော့ vape မှာပါတဲ့ဓာတုပစ္စည်းတွေဟာအုံနောက်အဆုတ်နဲ့သဖုံးတွေကိုပျက်စီးစေနိုင်တယ်ဆိုတာကိုပြောပြပါတကယ်လို့တစ်စုံတစ်ယောက်က vape တောက်ဖို့ပြောလာရင် vape တောက်ပြီးရင်ခေါင်းကိုက်တယ်နေလို့မကောင်းဘူးဒါမှမဟုတ် vape တောက်ရတာမကြိုက်ဘူးလို့ပြောပြီးညင်းလို့ရကြောင်းမှအသင်ပေးပါလူငယ်အများစုဟာ vape မတောက်ကြပါဘူးဒါကြောင့် vape မတောက်တာဟာအထူးအဆန်းမဟုတ်ပဲပုံမှန်ပါပဲတကယ်လို့သင်ကလေး vape တောက်နေတယ်ဆိုရင်အကျိုးအကြောင်းမေးမြန်းပြီးသေချာနားထောင်ပြီးပါသူ့ရဲ့ကျန်းမာရေးကိုမိဘအုပ်ထိန်းသူကဂရုစိုက်တယ်ပြီးတော့အပြစ်မတင်ပါဘူးဆိုတာပါသိအောင်ပြောပြပါတကယ်လို့စိတ်ညစ်လို့ပိတ်တောက်တာဆိုရင်တခြားနည်းလမ်းတွေနဲ့စိတ်ညစ်တာကိုဖြေဖျောက်လို့ရပါတယ်ဥပမာအားကစားလုပ်တာလမ်းလျှောက်သွားတာအိမ်ဟင်းအိမ်ခမင်းကိုပိုစားပေးတာတွေဟာစိတ်ညစ်တာကိုပြေပြောက်စေနိုင်ပါတယ်vape ဖြတ်ခြင်းရင်ဒါမှမဟုတ်ထပ်တိချင်တာတွေရှိတယ်ဆိုရင်အခုအညီအလွယ်တကူယူလို့ရနိုင်ကြောင်းကလေးကိုပြောပြပါvape ဖြတ်ဖို့အစင်းသင့်ဖြစ်တဲ့အချိန်မိဘအုပ်ထိန်းသူအနေနဲ့အချိန်မရွေးကူညီပေးဖို့အသင့်ပါပဲဆိုတာကိုလည်းသူ့ကိုအသိပေးပါမိဘအုပ်ထိန်းသူတွေအနေနဲ့မှတ်ထားရမှာကဒီအကြောင်းအရာတွေကိုတစ်ချိန်တည်းမှာကလေးကိုတစ်ခါတည်းအကုန်လုံးပြောပြစေရမလိုပါဘူးသင်ကလေးအနေနဲ့မိဘအုပ်ထိန်းသူကိုပွန့်ပွန့်လင်းလင်းအရာရာပြောပြဖို့ဆိုတာအချိန်လိုနိုင်ပါတယ်တစ်ဖက်မှာလည်းမိဘအုပ်ထိန်းသူနဲ့တိုင်ပင်ပြောပြလို့ရတာသူနားလေတယ်ဆိုရင်vape တောက်တာကိုဖျက်ဖို့သင်စီကအကူအညီလာတောင်းနိုင်ချေပိုများပါတယ်မိဘတွေအနေနဲ့ vape ဖြတ်ဖို့ရအကူအညီပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Quit Line ကိုဖုန်းနံပါတ်130848မှခေါ်ဆိုရဖြစ်စေ online website မှာတက်ဆင်ဖြစ်စေဆက်သွယ်၍အခမဲ့အကူအညီရယူလိုက်ပါကိုကြီးကိုတာအချက်လက်များကိုလုံးဝမပေါက်ကြားစေရပဲဘာသာပြန်များဖြင့်လည်းကူညီပေးနေတဲ့ Quit အဖွဲ့အစည်းဟာမိမိအုပ်ထိန်းမှုအောက်မှာရှိတဲ့လူငယ်များ vape ဖြတ်နိုင်ဖို့ရန်ကူညီဖေးမှလိုသူမိဘအုပ်ထိန်းသူများကိုလည်းအကြံဉာဏ်များပေးနေပါတယ်။ Quit Buddy application ကိုဖုန်းမှာလည်းအလွယ်တကူ download ဆွဲထားလို့ရပါတယ်။ vape အကြောင်းပုံမသိရှိလိုပါက www.wphu.org.au/vape-free-west မှာမိမိရဲ့မိခင်ဘာသာစကားနဲ့ရေးသားထားတဲ့ vape အကြောင်းကိုဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။ဒီဗီဒီယိုကို The Vape Free West Partnership, Co-Health Bicultural Program နဲ့ကိုဘောင်ဘော်ဝီထွန်းတို့မှကမကထပြုကပူပေါင်းစီစဉ်ရိုက်ကူးထုတ်လုပ်ပြီးကိုအတွေ့အကြုံများအားအခြေခံ၍မြေတာဖြင့်ပံ့ပိုးကူညီအကြံဉာဏ်ပေးပါသောဩစတြေးလျရောက်မြန်မာလူထုအားအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြလိုက်ရပါသည်